အဲ့ဒီခုရပိုင်းအဲ့လိုရုပ်တရက်သေးတွေဆုံးတာတွေများလာတယ်ပေါ့နော်ဒါကျွန်တော်တော့လည်းအဲ့လိုဖြစ်သွားတယ်ဆိုတော့သူတို့ကကိုယ်သူတေးမဲ့တေးလို့တေးမှန်းတော့တိလိုက်မှာမဟုတ်ဘူးဒါကဘာသာရေးဘက်ကအမြင်ကြည့်နော်ဘာရုပ်ဆရာကြီးပြောသလိုပေါ့တိတော့မတိလိုက်ဘူးရုပ်တရက်ဖြစ်တာတော့ accident တို့နှလုံးတို့နောက်တစ်ခါကျတော့ခုနပြောလို့ပေါ့ကူးဆက်ယောဂပိုးတွေမှာဝုံတိုင်းဆုံးသွားတာမျိုးတွေကသူတို့ကအဖြစ်လဲဆိုတော့သူကဟိုလူပြန်ဝင်နိုင်တယ်ပေါ့ကွာတည့်ရမလားလူပြန်ဝင်စားနိုင်တယ်ပေါ့ကွာဒါတွေကဘာမှမခက်မြန်မာနိုင်ငံမှာလူပြန်ဝင်စားတယ်အများကြီးပဲကျွန်တော်တစ်ဖက်ထဲမှာလဲသူကအကုန်ပြောနိုင်တယ်ဟိုပြသူ့ကိုကျွန်တော်အဲ့ဒါပြန်ရှာပြီးတော့ပြောသူကအခုဘက်ရောက်မှာဆုံးသွားတယ်ဒီဘက်ရောက်မှာလူပြန်ဖြစ်တယ်သူတို့အဲ့သူတို့ calling back ကနေ calling win တို့ဘက်ကအဲ့တယောက်ကဆိုရင်အကုန်ပြောနိုင်တယ်သူ့သားတော့ကျွန်တော်ရှိလာပြန်တော့မျိုးသမီးဆိုရင်မှရုပ်ကမိန်းမယောက်ျားရုပ်အရင်ဘွားအဲ့ယောက်ျားရုပ်ဒါပေမဲ့မိန်းမဘွားဖြစ်တယ်ဟိုဆိုင်ကယ်ကိုမမောင်းမဲတဲ့ကလပ်ဘင်းကိုမတင်မဲနဲ့စီးတတ်တယ်ပြီးတော့ဘယ်မှာတည်တယ်ဘလို့တည်တယ်ဘလို့ကစတယ်နောက်ဆုံးတွဲချိန်မှာတည်ခဲ့တာဆိုအကုန်မှတ်မိနေတယ်ပြီးတော့သူ့သားတွေကစသူ့မိန်းမအရင်မိန်းမအကုန်သိတယ်ဟာကိုထူးဆန်းတာပေါ့မယုံမေးတာအဲ့သူ့ရဲ့သားတော်မှကိုစီလာပြကျွန်တော်စီလာပြဘူးလေဆိုတော့ဒါတွေကလက်မခံလို့မရဘူးပေါ့နော်ဟိုလူဝင်သားတွေလည်းရှိတာပဲအဲ့တော့အဲ့လိုမျိုးလူတွေကဖြစ်လဲဆိုတော့ပြန်ဝင်ခြင်းရတယ်ဒီလောကကိုဘာလို့ဆိုသူကသူတို့ရုပ်တရက်တေသမှန်းတော့မသိတာခုချိန်မှာအဲ့လိုတွေဖြစ်တယ်ဖြတ်ကနေတေသွားတယ်ကွာမသိလိုက်ဘူးသူ့ကိုယ်သူတက်ရှိနေလို့ထင်နေတာကွာအဲ့ကြတော့မလွတ်ဘူးကွာမကျွတ်ဘူးကွာဒါပါတော့ဒါပေမဲ့သူတို့မှာကန်အချိန်လေးရှိနေလို့လူပြန်ဝင်တယ်အဲ့တော့ပြောချင်တာဒီလိုကွာဒီ2026မှာကလေးလူချင်းတဲ့သူတွေစူးစမ်းကြိတ်စူးစမ်းရတယ်ဒီစားဖို့ရတယ်ဘလို့ပြရဖို့များတယ် chance ကမကောင်းတဲ့သတင်းကတော့ဘာဖြစ်လဲဆိုတော့နော်လူကြီးတွေပေါ့နော်အဲ40ကျော်ကြီး50ကျော်ယောက်ျားတွေပေါ့နော်ဟိုမစင်မပဲတစ်ခါလေးပဲလုံးမိပါတယ်ဆိုပြီးအဲ့ဒါရသွားတတ်တယ်ခင်ဗျားတို့ပြီးမှလောက်ပါအောင်ပါညာလာပါအောင်ပါညာဖုံးဆက်ပြီးတော့ဟိုဘလို့တွေကျွန်တော်တို့မလုပ်တတ်ဘူးကလေးမဖြတ်တတ်ဘူးအဲ့လိုပြောချင်တာမကြီးမငယ်တွေနဲ့သွားပြီးတော့ဟိုအငယ်တွေပဲသွားပြီးတော့အလွတ်နေလို့မရဘူးလိုလိုက်ရင်ဒိတ်ဆိုကလေးရသွားလိမ့်မယ်အမှန်ကလေးလိုချင်တဲ့ကောင်တွေအများကြီးပဲကလေးဖြစ်ချင်တဲ့ကောင်တွေလူပြန်ဖြစ်ချင်တဲ့ကောင်တွေအများကြီးပဲအဲ့မှာတစ်ခါတော့အဲ့တက်မရကြီးမြဲတက်နေရမယ်ကလေးတန်းရသွားတတ်တယ်အဲ့လိုတွေရှိတယ်နော်သတိထားကြခုလူတို့နော်40ကျော်50ကျော်ကြီးတွေယောက်ျားတွေကနော်ဖွဲစုပ်ကိုင်းတဲ့ထီကိုကလေးရတယ်မခတ်ဘူးမိန်းမတွေပဲခတ်တာရဖို့ကမလွယ်တာအချိန် limit ရှိရလေ40ကျော်မကောင်းတော့ဘူးကွာသိရမလားဟိုအခုကဟိုပေါ့ကွာဟိုတခါလေးတော့ရက်တွက်ပြီးတော့နည်းနည်းလေးဘာမှမပေါ့ကွာဆိုအတူနေကြည့်လိုက်ကလေးတက်ရသွားရောအဲ့လိုတွေကျွန်တော်တို့ကကြုံရတာမိသားစုဆံဝင်ဆိုတော့အဲ့ဆုံးစီနှစ်ဖာပဲအကုန်နော်ကလေးကအစလူကြီးတီနော်အသက်မွေးရတဲ့တစ်နှစ်ကနေဟို80တီကျွန်တော်တို့ကမိသားစုဆံဝင်တွေကအကုန်ကြုံနေရတာတွေ့နေစီတွေ့နေရဆိုတော့ဟိုဒီနှစ်ကရုပ်တရက်တည်တဲ့သူလည်းများတယ်ရုပ်တရက်နဲ့ကလေးရနိုင်တယ်အဲ့တော့ကလေးလူချင်းတဲ့သူတွေစူးစမ်းပါကလေးရနိုင်တယ်လို့ဒါလေးကတော့ message လာပေးတာပေါ့နော်ဟိုဘာသာရေးရောဆက်ပါတယ်ဒါတွေကလေဒါမယုံလို့လည်းမရဘူးလေဒါတွေကနော် okay ပါ